အပိုင်း7မှာတော့ယူကီတိုလေးကိုဟင်းချက်ဖို့အတွက်ရေခဲတစ်တာတွေကငါးကိုမူမူကိုကယူခိုင်းနေပါတော့တယ်။နောက်တော့ယူကီတိုလေးကလည်းငါးမရှိဘူးလို့ပြောလိုက်တော့ထူးဆန်းနေတာကြောင့်မနေ့ကမှဝယ်လာတာလို့ပြောလိုက်ပါတော့တယ်။နောက်တော့မူမူကိုကလည်းငါးကောင်းဟင်းရချက်မလို့ချက်မရတော့ဘူးလို့ပြန်ပြောလိုက်ပါတော့တယ်။နောက်တော့ယူကီတိုလေးကလည်းမဟုတ်မှလွဲရောဆိုပြီးတွေးနေတော့ထင်ထားတဲ့အတိုင်းထွက်ကြည့်လိုက်တော့ဂျင်ကီတယောက်ငါးကင်စားနေတာကိုတွေးလိုက်ရပါတော့တယ်။နောက်တော့ဂျင်ကီတယောက်လည်းငါးကင်ကိုအရသာရှိရှိစားနေတာကြောင့်ယူကီတိုလေးကလည်းဘာတွေစားနေတာလဲလို့မေးလိုက်ပါတော့တယ်။နောက်တော့ယူကီတိုလေးကလည်းသူ့ညစာကိုဘာလို့ယူစားနေတာလဲလို့မေးလိုက်တော့ဂျင်ကီကလည်းတိတ်ကိုအရသာရှိကြောင်းငါးကင်နဲ့ဂျပန်အရက်တွဲမိနေတာကနိဗ္ဗာန်ဘုံရောက်နေတယ်လို့မျိုးခံစားရတယ်လို့ပြန်ဖြေလိုက်ပါတော့တယ်။နောက်တော့ဂယူးမဆိုင်ပဲပြောချင်တာတွေပြောနေတဲ့ဂျင်ကီကိုကြည့်ပြီးယူကီတိုလေးကလည်းစိတ်ပြက်လုံးတယ်လို့ပြန်ပြောလိုက်ပါတော့တယ်။နောက်တော့မူမူကလည်းဂျင်ကီစားလိုက်တာလားလို့မေးလိုက်တော့ဂျင်ကီကလည်းတိတ်အရသာရှိတာကြောင့်လာမီးပါလားလို့မေးလိုက်ပါတော့နောက်တော့ယူကီတိုလေးကလည်းတခုခုပြောပါအောင်လို့ပြောလိုက်တော့တကယ်ကိုမလွယ်တဲ့ကလေးပါလားဆိုပြီးပြန်ပြောလိုက်ပါတယ်။နောက်တော့အဲ့လိုဆက်လုပ်နေမယ်ဆိုရင်အရွယ်ရောက်လာရင်လူကြီးလူကောင်းတယောက်မဖြစ်ဘဲနေမယ်လို့ပြောလိုက်ပါတော့တယ်။နောက်တော့ဂျင်ကီကလည်းကိစ္စမရှိကြောင်းမသေးခင်ချိန်လေးမှာလှုပ်ချင်တာလုပ်ပြီးစိတ်ချမ်းသာတယ်လို့ပြောလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့ခေါင်းဆောင်နှစ်ဦးဖြစ်ကြတယ်။ရေနဂါးနဲ့မီးနဂါးတို့နှစ်ယောက်သားထိတ်တိုက်တွေးကြနေပါပြီ။နောက်တော့မီးနဂါးကလည်းစွမ်းအားတွေထုတ်လိုက်ပြီးရေနဂါးကိုစတင်တိုက်ခိုက်ပါတော့တယ်။နောက်တော့ရေနဂါးကမီးနဂါးကိုဖမ်းချုပ်လိုက်ပြီးရစ်ပတ်ထားတာကြောင့်မီးနဂါးကလည်းအော်ဟစ်နေပါတော့တယ်။နောက်တော့နဂါးနှကောင်သားစွမ်းအားတွေကိုအပြိုင်ထုတ်ပြီးအပြန်အလှန်အားသွန်ခွန်ဆိုင်တိုက်ခိုက်ကြပါတော့တယ်။နောက်တော့အာကာဆန်တို့ကလည်းတကယ်ကိုကြမ်းနေတာကြောင့်နောက်ဆိုပပက်လက်မီးတွေလာတော့မယ်လို့ပြောလိုက်တဲ့အခါမှာဟာရူကလည်းကူဖို့ပြင်လိုက်ပါတော့တယ်။နောက်တော့ဟာရူလည်းငါးဆိုတာရေကိုဘယ်တော့မှမစွန့်လွတ်ဘူးလို့ပြောပြီးအကာအကွယ်ယူလိုက်ကမီးတံကနေကာကွယ်လိုက်ပါတော့တယ်။နောက်တော့အောက်ကနေနဂါးနှကောင်အပြိုင်ဆိုင်တိုက်ခိုက်နေတာကိုကြည့်ပြီးကလေးတွေကလည်းတကယ်လက်တွေမှာဖြစ်ပျက်နေတာအစ်စ်လားဆိုပြီးအံ့ဩနေကြပါတော့တယ်။ဒါကယူကီတိုအစ်စ်လားလို့ပြောလိုက်ပြီးနောက်တော့စူးစမ်းထားယူကီတိုလေးဆိုပြီးအောက်ကနေလှမ်းအော်ကအားပေးနေပါတော့တယ်။နောက်တော့ရိုလေးကလည်းယူကီတိုလေးသာရှုံးသွားရင်ဘာဖြစ်မလဲလို့မေးလိုက်တော့ဟာရူကလည်းဆက်ပြီးတိုက်ခိုက်တော့မှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတော့တယ်။နောက်ပြီးတော့ပြိုင်ဘက်နဂါးတွေကိုတိုက်ခိုက်ခြင်းကနေဟန်ချက်ညီအောင်ပြုတ်လုပ်နေတာကြောင့်အဆင်ပြေလောက်တယ်လို့ပြောနေပါတော့တယ်။လက်ရှိမှာနေအောင်လုံးကအတိုင်းအတာဘယ်လောက်ထိရှိလဲဆိုတာကိုတိုင်းတာနေကြတာဖြစ်ပြီးဒါပေမဲ့နဂါးတကောင်ရဲ့ဒလေထုံးတန်းကိုတော့အတွင်းကြကြဘယ်လူသားကမှမခံမနိုင်ဘူးလို့ပြောလိုက်ပါတော့တယ်။နောက်တော့အာကာဆန်ကလည်းယူကီတိုလေးပြန်လာနိုင်ပါမလားလို့မေးလိုက်တော့ဟာရူကလည်းမသိဘူးလို့ဖြေလိုက်ပါတော့တယ်။နောက်ပြီးတော့ဆန်စီကယူကီတိုလေးအတွက်ဘလို့စွမ်းအားတွေဖန်တီးခဲ့လဲဆိုတာကိုမသိကြောင်းနောက်ပြီးတော့လည်းတကယ်လို့များအသက်ရှင်လာရင်လူလောကကိုဘလို့စွမ်းအားတွေများထပ်ပေးသနာမလဲဆိုတာကိုမသိဘူးလို့ပြန်ပြောလိုက်ပါတော့တယ်။နောက်ပြီးတော့လေးစွမ်းအားတွေကပဲရေနဂါးအဖြစ်ဆက်ပြီးပြောင်းလဲသွားမလားဆိုတာကိုမသိနိုင်တာကြောင့်အားလုံးလောက်ကမဲ့အလုပ်ကတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်လို့ပြောလိုက်ပါတော့တယ်။နောက်တော့ယူကီတိုလေးကလည်းတိုက်ခိုက်နေရင်အာရန်နဲနေပြီးတယောက်တည်းထားခဲ့ရတဲ့အတွက်အားလုံးကိုတောင်းပန်ကြောင်းပြောနေပါတော့တယ်။နောက်တော့ယူကီတိုလေးကလည်းပြန်လာမှာလို့ပြောလိုက်ပြီးမီးနဂါးကိုရစ်ပတ်ကပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်။နောက်တော့မီးနဂါးမှာကန်နေတဲ့အရာကပျောက်ကွယ်သွားပြီးရေနဂါးအစွမ်းကြောင့်ပြန်နှလန်ထူနိုင်ခဲ့ပြီဆိုပြီးဟာရူကလည်းပြောနေခဲ့ပါတော့တယ်။နောက်တော့မီတာမီလေးတွေအများကြီးထွက်လာပြီးကောင်းကင်ရံမှာဝင်းရံနေတာကြောင့်အားလုံးလည်းအံ့ဩနေပါတော့တယ်။နောက်တော့နဂါးနှကောင်လုံးအချင်းချင်းရစ်ပတ်လိုက်ပြီးနောက်ဆုံးမီးတောင်တွေဝင်သွားတဲ့အခါအားလုံးလည်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေပါတော့တယ်။အားလုံးစောင့်ကြည့်နေကြတော့ရိုလေးကလည်းယူကီတိုလေးကိုတွေ့တာကြောင့်ချက်ချင်းပြေးသွားတော့ယူကီတိုလေးကဂျင်ကီအနားမှာရက်နေကမြန်ထလာတော့ဆိုပြီးဆူတောင်းနေပါတော့တယ်။ဒီလိုဆက်အိတ်နေရင်အေးမိမှာစိုးတာကြောင့်မြန်ထလို့ပြောလိုက်ပြီးအိမ်ကိုခေါ်သွားရမှာလဲသူ့တာဝန်လို့ပြောလိုက်ပါတော့တယ်။နောက်တော့ယူကီတိုလေးကလည်းအခုသူမအားသေးတာကြောင့်ကို့ဘာသာကိုမတ်တက်ရက်လိုက်ရမလားဆိုပြီးပြောကတောင်းဆိုနေပါတော့တယ်။နောက်တော့ဟာရူတယောက်ရောက်လာပြီးအာတင်ထားဖို့ဂျင်ကီကမရတော့ဘူးလို့ပြောလိုက်တာကြောင့်ယူကီတိုလေးကလည်းအသက်ကုန်ငိုကြွေးနေပါတော့တယ်။နောက်တဲ့တခါမှတော့မျိုးတော်ဝင်ကအာရာကာကျွန်းကြီးမပေါက်ကွဲတော့ပဲငြိမ်းချမ်းသွားတာကြောင့်ဝမ်းသာနေပါတယ်။နောက်တဲ့တခါမှလည်းအာကာဆန်တို့ပြန်မလာတော့တပည့်ဖြစ်သူကအားလုံးငြိမ်းချမ်းပြီးဘာမှမဖြစ်တာကြောင့်ဝမ်းသာစွာစီးကြိုနေပါတော့တယ်။နောက်တော့ဆက်သွယ်လိုက်ရင်လာကြိုမှဖြစ်တာလို့ပြောနေတော့အာကာဆန်ကလည်းကလေးတွေအဆင်ပြေလားလို့မေးလိုက်တော့အားလုံးအဆင်ပြေကြောင်းပြန်ပြောလိုက်ပါတော့တယ်။မီတာမီကြီးမျိုးထဲမှာပေါ်လာတော့ကလည်းအာကာဆန်တို့တွေဘေးကင်းအောင်လုပ်ထားပေးတာကြောင့်ကြီးကြီးမားမားထိခိုက်တာမျိုးမရှိတော့ဘူးလို့ပြောလိုက်ပါတော့တယ်။နောက်တော့မကီတာကလည်းပင်ပန်းနေပြီဖြစ်တာကြောင့်အားလုံးအနားယူဖို့ပြောလိုက်တော့အာကာဆန်ကလည်းတောင်းဆိုစရာတခုရှိတယ်လို့ပြန်ပြောလိုက်ပါတော့တယ်။နောက်တော့ဗာများလဲလို့မေးလိုက်တော့သူအနားယူတော့မှကြောင့်တိတ်တိတ်လေးနေပြီလို့ပြောလိုက်ပါတော့တယ်။တစ်ဖက်မှာလည်းယူကီတိုလေးတို့ပြန်လာတော့မိုမိုကိုကဘာမှမဖြစ်တော့တာကြောင့်ဝမ်းသာပေမဲ့လည်းယူကီတိုလေးကမှိုင်နေတာကြောင့်တခုခုများဖြစ်လာမလားဆိုပြီးစိုးရိမ်နေပါတော့တယ်။နောက်တော့တခုခုများဖြစ်လို့လားလို့မေးလိုက်တဲ့အခါမှာ
ဟာရူကလည်းဂျင်ဂီကဆိုပြီးကျန်တာဘာမှဆက်မပြောခဲ့ပါဘူးနောက်တနေ့မှာတော့ဂျင်ဂီနာရီကိုပြင်ဆင်ပေးလိုက်ကြပြီးယူဂီတိုလေးကတော့အပြင်ကိုထွက်မလာပဲအထဲမှာပဲမှိုင်နေခဲ့ပါတယ်အားလုံးကလည်းဂျင်ဂီလေးကိုဆုံးရှုံးလိုက်ရလို့စိတ်မကောင်းဖြစ်နေတယ်လို့နောက်ပြီးတော့လည်းအရက်ဘိုးတွေရုတ်တရက်လာပေးသွားတာကြောင့်လည်းအကလေးကစိတ်ထင်နေတာလို့ပြောလိုက်ပါတော့တယ်နောက်ပြီးသူ့အတွက်ပတ်စံရှာရတာလွယ်တယ်ဆိုပေမဲ့တေမာကြိုတိလို့များအခုလိုမျိုးအကျွေးတွေလာဆက်သွားတာလားမသိဘူးလို့ပြောလိုက်ပါတော့တယ်နောက်ပြီးတော့ဂျင်ဂီကလည်းရွာကနေတပည့်ဖြစ်တာကြောင့်သူ့စီယာနောက်ကိုလိုက်သွားတာလည်းဖြစ်နိုင်တယ်လို့ကြီးကတာအခုလိုမျိုးလိုက်သွားမယ်ဆိုရင်လေဘာလို့များလာမနှုတ်ဆက်တာလည်းမသိဘူးလို့ပြောလိုက်ပါတော့တယ်တခြားလူတွေကလည်းဂျင်ဂီလေးတေသွားတာစိတ်မကောင်းဖြစ်နေတယ်လို့ကလေးဘဝကလေးကအခုထိမပြောင်းလဲသေးကြောင်းအမြဲခေါင်းမကြီးပြင်းလာတာကြောင့်အခုထိလည်းအဲ့ဒီအတိုင်းပဲအကျော်တင်းပြီးဆက်ရှင်တန်နေတဲ့ကလေးတယောက်ဖြစ်တယ်လို့ပြောနေတော့ပါတယ်နောက်တော့မျိုးတော်ဝင်ကလည်းဂျင်ဂီလေးအခန်းထဲဝင်ပြီးစိတ်မကောင်းဖြစ်နေတယ်လို့တကယ်ကိုတက်ရက်နေတာကြောင့်ဂျင်ဂီမဟုတ်ပါမလားဆိုပြီးတွေးမိတယ်လို့ပြောလိုက်ပါတယ်မျိုးတော်ဝင်ကလည်းဒီရွာလေးကိုတီထောင်ခဲ့တာသူဖြစ်ကြောင်းကြံခဲ့တဲ့လူတယောက်ရဲ့တောကတွေကိုမစင်စားပဲအခုလိုမျိုးတယောက်တည်းထားခဲ့တာမရက်ဆက်လွန်ဘူးလားလို့ပြောလိုက်ပါတော့တယ်နောက်ပြီးတော့အမြဲတမ်းရိုင်းဆိုင်တဲ့ကလေးဖြစ်တာကြောင့်အခုလည်းမပြောမဆိုနဲ့ထားခဲ့ပြန်ပြီဆိုပြီးပြောနေခဲ့ပါတော့တယ်ဒါပေမဲ့အခုတစ်ခေါက်ကဖြစ်နိုင်မယ်ဆိုရင်မထားခဲ့စေချင်ဘူးလို့ပြောလိုက်ကငိုကြွေးနေတာကြောင့်မိုကိုလေးလည်းအပြင်ကနေကြပြီးစိတ်မကောင်းဖြစ်နေပါတော့တယ်နောက်တော့ဟာရူကလည်းအာဂါဆန်ကိုတွားနှုတ်ဆက်လိုက်ပြီးမိုကိုကရှာမတွေ့တာကြောင့်စိုးရိမ်နေတယ်လို့ပြောလိုက်ပါတော့တယ်နောက်တော့အာဂါဆန်ကလည်းဂျင်ဂီကပြန်လာမှဖြစ်ကြောင်းနောက်ပြီးတော့လည်းယူဂီတိုလေးကရေနဂါးဆိုတာအစာတွေကကြိုတိနေတာလားလို့မေးလိုက်ပါတော့တယ်ဟာရူကလည်းသိတာမကြသေးကြောင်းဒါပေမဲ့လည်းရေနဂါးဖြစ်တာကိုခုနကမှအတိအမှတ်ပြုလိုက်တာလားလို့ပြောလိုက်ပါတော့တယ်နောက်တော့လည်းဂျက်ဆူသာမရှိရင်အားလုံးဒုက္ခရောက်မှာလို့ပြောလိုက်တော့အာဂါဆန်ကလည်းဂျင်ဂီကဂျက်ဆူကိုဘယ်ကနေတင်ခဲ့တာလဲလို့မေးလိုက်ပါတော့တယ်နောက်တော့မျိုးတော်ဝင်ကလည်းဂျင်ဂီအခန်းထဲကမတ်ဆုစာအုပ်တအုပ်တွေ့ခဲ့ကြောင်းအဲ့ဒါကဆရာမတ်ဆုဖြစ်ကြောင်းနောက်ပြီးတော့မတ်ဆုစာအုပ်ထဲမှာဂျက်ဆူအကြောင်းရောလေးမာစတာအကြောင်းတွေရောရေးသားထားတယ်လို့ပြောလိုက်တော့အာဂါဆန်လည်းအံ့ဩသွားပါတော့တယ်နောက်ပြီးတော့စာအုပ်ထဲမှာရေနဂါးပြန်လဲရှင်းတန်းလာအောင်လုပ်တဲ့ဘသူမဆိုအသက်ပေးရတယ်ဆိုတာကိုလည်းရေးထားတယ်လို့ပြောလိုက်ပါတော့တယ်ဆန်ဆေးလည်းဂျက်ဆူကိုအသုံးပြုခဲ့တယ်လို့ဂျင်ဂီလည်းတေချာချင်းချံအားထုတ်ပြီးဂျက်ဆူကိုအသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတော့တယ်ကြည့်ရတာဆရာဆုံးပြီးကလေးကလေ့ကျင့်လာတာဖြစ်နိုင်ကြောင်းကျွန်းကိုအသက်ပေးပြီးရင်းမယ်ဆိုတဲ့စိတ်ထားပြီးလေ့ကျင့်ခဲ့တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတော့တယ်နောက်တော့အာဂါဆန်ကလည်းအယူကောင်လို့ပြောလိုက်တော့ဟာရူကလည်းသူကကျွန်းကိုကာကွယ်ဖို့အတွက်စူးစမ်းထားတာဖြစ်နိုင်တာကြောင့်ဘာမှအများကြီးမဝေဖန်ဖို့ပြောလိုက်ပါတော့တယ်နောက်ပြီးရင်နဂါးပြန်လဲနိုးထလာဖို့အတွက်တယောက်ယောက်အသက်ကိုစတေးရမှာဖြစ်ကြောင်းဒါကြောင့်ဂျင်ဂီကဂျက်ဆူကိုအသုံးချပြီးသူ့အသက်ကိုစတေးသွားတာလို့ပြောလိုက်ပါတော့တယ်အခုဆိုဂျင်ဂီကကျွန်းကိုဟန်ချက်ညီအောင်လုပ်ပေးခဲ့တဲ့ဆရာတဆူလည်းဖြစ်တယ်လို့မြင့်မြတ်တဲ့လေးမာစတာတယောက်ဖြစ်တယ်လို့လည်းပြောလိုက်ပါတော့တယ်နောက်တော့အာဂါဆန်ကလည်းကျွန်းကိုကာကွယ်ဖို့အတွက်ညီတယောက်လုံးအသက်ရင်းခဲ့တာတော့ကျင်းနဲ့နေတာလားလို့ဟာရူကိုပြဿနာရှာလိုက်ပါတော့တယ်နောက်ပြီးတော့ကျွန်းကြီးဟန်ချက်ညီဖို့အတွက်ဘသူသေးသေးဂယူးမဆိုင်ကြောင်းနောက်ပြီးတော့လည်းဆရာသေးသေးဘသူပဲသေးသေးဂယူးမဆိုင်ပဲတကူကောင်းအရန်ဆန်တယ်လို့တွေးလိုက်ပါတော့တယ်နောက်တော့ဟာရူကလည်းသူ့အကြောင်းကိုမသိဘဲနဲ့မဝေဖန်ဖို့ပြောလိုက်ပြီးဆရာသေးသွားကလေးကဘွာကြီးကိုရွေးချယ်မှုတစ်ခုအနေနဲ့ရှင်တန်နေထိုင်ခဲ့တာလို့ပြောလိုက်ပါတော့တယ်နောက်ပြီးယူဂီတိုလေးလည်းရေနဂါးဆိုတာသိပေမဲ့ဘလို့နိုးထရမလဲဆိုတာမသိကြောင်းပြီးတော့မင်းနဂါးကြီးနိုးထလာတော့လေဘလို့အသက်ပေးရမလဲဆိုတာမသိဘူးလို့ပြောလိုက်ပါတော့တယ်အဲဒါကြောင့်ကာဆန်ဖေးအားကြောင့်အကြီးအကဲတယောက်အနေနဲ့ရောစံစေးတပည့်တယောက်အနေနဲ့ရောကိုရှက်ခဲ့တယ်လို့ပြောလိုက်ပါတော့တယ်ဒါကိုတားမြစ်အစွမ်းကိုတုံးနေတဲ့မင်းအနေနဲ့သိမှာမဟုတ်ဘူးလို့ပြောလိုက်တော့အာဂါဆန်ကလည်းစိတ်တူသွားပြီးနဖူးလေးကိုစောက်လိုက်ကသူ့အကြောင်းကိုလည်းမသိပဲမဝေဖန်နဲ့လို့ပြန်ပြောလိုက်ပါတော့တယ်နောက်ပြီးနှစ်ယောက်သားအကြီးအကျယ်စကားများနေကြရင်ခလေးတွေရောက်လာပြီးစိတ်အေးထားကြဖို့ရံမဖြစ်ဖို့တားလိုက်ပါတော့တယ်နောက်တော့မိုကိုကလည်းယူဂီတိုလေးကိုအားပေးလိုက်ပြီးနောက်ယူဂီတိုလေးကသူ့ကြောင့်ဂျင်ဂီအခုလိုမျိုးဖြစ်သွားတာနောက်ပြီးသူ့ကိုယ်သူလည်းခွင့်မလွတ်နိုင်ဘူးလို့ပြောလိုက်ပါတော့တယ်တကယ်လို့သူ့အကူအညီမပါပဲရေနဂါးကိုသာလှုံနှိုးနိုင်ခဲ့ရင်ဂျင်ဂီတယောက်အခုလိုအဖြစ်မျိုးကြုံစရာမရှိဘူးလို့ပြောကစိတ်ထိခိုက်နေပါတော့တယ်နောက်တော့အခန်းထဲမီတာမီလေးဝင်လာလို့ယူဂီတိုလေးလည်းထွက်ကြည့်လိုက်တော့မျိုးတော်ဝင်ကိုတွေ့လိုက်ရပါတော့တယ်နောက်တော့မျိုးတော်ဝင်ကလည်းအားလုံးပြန်သွားကြလို့စောက်ပေးနေတာဖြစ်ပြီးမီနဂါကိုနှင်းနှင်းပေးခဲ့တာကြောင့်ဂျေဇူးတင်ကြောင်းပြောနေပါတော့တယ်နောက်တော့ယူဂီတိုလေးကလည်းသူဘာမှမလုပ်ပေးခဲ့ရကြောင်းအားလုံးကဂျင်ဂီလုပ်ပေးခဲ့တာလို့ပြောလိုက်ပါတော့တယ်နောက်တော့ယူဂီတိုလေးကလည်းဂျင်ဂီအလောင်းကိုကြည့်ပြီးတခါပြောဘူးခဲ့တယ်လို့ပဲမသေးခင်အချိန်ထိကိုလှုပ်ချင်တာကိုလုပ်မယ်လို့ပြောခဲ့ဘူးတာကြောင့်တေမာကြိုတိနေလို့အခုလိုများပြောခဲ့တာလားဆိုပြီးမေးလိုက်ပါတော့တယ်နောက်တော့မြန်မြန်ထားလို့ပြောလိုက်ပြီးတယောက်တည်းဝမ်းနေနေမှမသိဘူးလားလို့မေးလိုက်တော့တခုခုထူးဆန်းတာကြုံလိုက်ရပါတော့တယ်နောက်တော့ယူဂီတိုလေးလည်းအပေါ်ကိုမြောက်တက်သွားပြီးပင်မနေစွမ်းရင်လေးကိုကြားရောက်သွားပါတော့တယ်
နောက်တော့ဂျင်ဂီကိုတွေ့လိုက်ရပြီးဂျင်ဂီကသူ့ကိုကူညီပေးဖို့တောင်းဆိုနေတာကြောင့်ယူကီတိုလေးကလည်းဘလို့ကူညီရင်ကောင်းမလဲဆိုပြီးစဉ်းစားနေပါတော့တယ်အဲဒီနောက်မှာတော့ယူကီတိုလေးကလည်းငကားအဖြစ်တောင်မပြောင်းနိုင်တာကြောင့်ဂျင်ဂီကိုကယ်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့ပြောကအပြင်ကိုပြန်ရောက်လာပါတော့တယ်အဲဒီနောက်မှာတော့မမိုကိုတို့လည်းရောက်လာရောယူကီတိုလေးကဂျင်ဂီကိုကယ်တင်နိုင်မဲ့နီလန်ရှိလောက်တယ်လို့ပြောလိုက်တဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာအပိုင်းဆက်တဲ့ဇာတ်လမ်းလေးကိုဆက်လက်ဆောင်မြော်ကြည့်ရှုကြပါအောင်ခင်ဗျာ